多个见为多新单亲。လောကကြီးထဲမှာလူတွေကိုရှင်းပြဖို့မကြိုးစားတော့တဲ့နေ့ကစလို့စိတ်ညစ်စရာ50ကျော်လောက်ပျောက်သွားမယ်။နံပါတ်1လောကကြီးမှာကိုယ့်အတွက်ကြိုးစည်းပွားမရှိနိုင်တဲ့သူကိုအမြဲရှင်းပြနေဖို့ထီတော့မလိုပါဘူး။နားမလည်ချင်သူတွေကိုနားလည်အောင်လည်းမလုပ်ချင်ပါနဲ့။အဲ့ဒါကကိုယ့်ကိုပြင်ပန်းတာပဲအဖတ်တင်ပါလိမ့်မယ်။အိတ်ချင်အောင်ဆောင်သောသူကိုနှိုးရခက်တယ်ဆိုတယ်မဟုတ်လား။တကယ်တော့လူဆိုတဲ့တတဝါကလောကကြီးထဲကသက်ရှိတတဝါအလုံးထဲမှာဉာဏ်ရည်အမြင့်ဆုံးအထက်မြတ်ဆုံးအကောင်းဆုံးတတဝါပါကျွန်တော်တို့ပြောချင်တဲ့အတိတ်ပဲကိုလူတိုင်းကသိပါတယ်ဒါပေမဲ့နားမလည်ချင်သူကိုတော့ထပ်ခါမရှင်းပြပါနဲ့ကိုယ့်အတွက်မခံစားပေးနိုင်တဲ့လူတယောက်ကိုဘယ်လောက်ပြောသူမကြားချင်အောင်ဆောင်မှာပါပြောသူမှသာစိတ်တန်ကြီးရတတ်လို့ပါနံပါတ်2စိတ်ချမ်းသာမှုရဖို့ဆုံးဖြတ်ချက်တစ်ခုကတော့ဘဝမှာကြားချင်ရကြားတတ်ကြတဲ့သူတွေကိုလည်းမရှင်းပြဖို့ဆုံးဖြတ်လိုက်တာပါပဲအဲ့ဒီနဲ့ကစပြီးကိုယ့်ရင်ထဲမှာပိုလို့စိတ်ချမ်းသာလာလိမ့်မယ်လက်လွတ်နိုင်ရင်တော့ပိုလို့တောင်လွယ်သွားပါဦးမယ်ကိုယ်ခံစားချက်တွေနာကျင်မှုတွေပြိုလဲကြမှုတွေခါးသီးမှုတွေခက်ခဲမှုတွေကိုတယောက်ကိုအားကိုးတကြီးရင်ဖွင့်ကြည့်မိတယ်အားကိုးရမြတ်တပြင်းလိုကောက်ရိုးတမြင်းလိုကိုရကဲရစစ်ကိုနဲ့ပေါ့ဒါပေမဲ့သူတို့ကြားချင်ရကြားတတ်တဲ့ပတ်ဝန်းကျင်မှာတိခါတရားပုံပဲ့ယုံကလွဲပြီးဘာမျောလင့်ချက်များရှိကြအောင်မှလဲတချို့နာကျင်မှုတွေကိုလူသိအောင်ရှင်းပြတာထက်ကြိတ်မိခံစားလိုက်တာကမှစိတ်တန်ရာကင်းနိုင်ပါသေးတယ်နံပါတ်3သူတို့ကနားလေကြသလားနားမလဲဘူးလားအဲ့ဒါကိုကမဆုံးဖြတ်နိုင်ပါဘူးကိုကဘာပြောနောက်ဆုံးကြရင်သူတို့သဘောပဲလောက်ကြတာပဲလေကိုတို့ကကြားထဲကငထွားခါနာကြယုံတာပဲစိတ်တန်ရာတန်ချက်အတော်များများကအခြားသူတွေလာပေးတာထက်လူတွေကိုအားကိုးချင်တဲ့စိတ်ကြောင့်သာရကြတာများပါတယ်အားကိုးချင်ကြတယ်မိခုချင်ကြတယ်တွေ့ကချင်ကြတယ်ပြောပြချင်ကြတယ်နောက်ဆုံးတော့ကိုယ်စကားလည်းအရာမရောက်တော့ကိုယ်စိတ်ကတင်ငယ်ပြီးစိတ်ပြတ်အားငယ်ကြပြန်ရောဒါကြောင့်ဖြစ်နိုင်ရင်အချို့တန်ရာတွေကိုလူသိမခံတာကတက်တာပါသေးတယ်နံပါတ်4လောလောဆယ်တစ်တစိတ်နဲ့တက်တဲ့သူအဖို့တော့အချိန်ကအဖြေဖြစ်လာမှာပါဒါပေမဲ့အမှန်တရားပေါ်ခြင်းအထိတော့ဘဝကခါလိမ့်မယ်သူတို့ကြားချင်ရကြားတာကိုရှင်းပြမလားဘဝခါနဲ့နေမလားဒါကကာယကံရှင်ပဲဆုံးဖြတ်ပါပြဿနာရှင်းပုံနှမျိုးပဲရှိတာကိုကအရင်ဦးအောင်ရှင်းမလားအချိန်တစ်ခုစာပေးလိုက်မလားအထိုးသဖြင့်မဖြေရှင်းနိုင်တဲ့မဖြေရှင်းချင်တဲ့အဖက်မလုပ်ချင်တဲ့မပတ်သက်ချင်တဲ့အယောတဝင်မလုပ်ချင်တဲ့ပြဿနာမျိုးအဖြစ်ပြက်မျိုးဆိုရင်အချိန်တစ်ခုကိုသာနေရာပေးလိုက်ပါသူ့အလိုကြောဖြတ်သွားလိမ့်မယ်နံပါတ်5မရှင်းပြတော့တဲ့အချိန်ကစပြီး6-1ကိုပြန်ရလာပါလိမ့်မယ်အဲ့ဒီ1-in နဲ့အိမ်မက်တွေနဲ့အောင်မြင်မှုတွေကိုတည်ဆောက်နိုင်မယ်အဲ့ဒီအချိန်ကမှတကယ်အနှောဖွယ်ရာကိုစတင်နိုင်လိမ့်မယ်အမြဲရှင်းပြဖို့မကြိုးစားသူဟာပတ်ဝန်းကျင်ကရိုက်ခတ်မှုအတန်တွေနဲ့ကင်းသွားမယ်ဝေးသွားမယ်ထင်မြင်ချက်တွေကနေကင်းလွတ်ခွင့်ရမယ်ဒီလိုအခြေအနေတစ်ခုကကိုညှာတာရာရောက်တယ်လို့စိတ်အေးချမ်းသာတဲ့ဉာဏ်ရှိဘဝရှင်တန်ခြင်းတစ်မျိုးပဲနံပါတ်6တဘဝလုံးသက်သာစေမဲ့ဆုံးဖြတ်ချက်ကိုပြောပါဆိုရင်ဒီနေ့ကစလို့ကြားချင်ရကြားတတ်တဲ့လောကကြီးကိုမရှင်းပြဖို့ဆုံးဖြတ်လိုက်တာပါပဲအဲ့ဒီလိုဆုံးဖြတ်ချက်တစ်ချက်ကတဘဝလုံးကိုစိတ်သက်သာစေလိမ့်မယ်နောက်ဆုံးတော့ကိုနားလည်နိုင်တာပဲအနိုင်ရဆုံးပါဒါကလွယ်သလားဆိုတော့မလွယ်ဘူးပဲပြောရမှာပါကိုကဘာမှမတုံ့ပြန်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တောင်ကိုရဲ့ရင်းနှီးသူမိသားစုမိတ်ဆွေတွေကမင်းကဘာဖြစ်လို့မရှင်းပြတာလဲဘာလို့ပြန်မပြောတာလဲဆိုပြီးဝိုင်းဝန်းတိုက်ခိုက်ကြလိမ့်မယ်အဲ့ဒီအချိန်မှာသူတို့ကိုပါဥပိ္ပခပြုတ်နိုင်ရမယ်ကိုနားလည်နိုင်ဖို့ကတာအရေးကြီးဆုံးမို့လူတိုင်းဟာကိုနားလည်နိုင်ဖို့မဖြစ်နိုင်ပါဘူးအဲ့ဒါကတဘာဝပါအဓိကကတော့ကိုနားလည်နိုင်ဖို့တာအရေးကြီးပါတယ်ကိုရဲ့စွမ်းအင်ကိုတကယ်တမ်းဖို့ရှိတဲ့နေရာမှာသုံးချင်တာအဲ့ဒါကအောင်မြင်မှုရဲ့စတင်ချက်ပါ
အထူးသဖြင့်မိမိဘဝရဲ့ lifestyle ရဲ့ life satisfaction ရဲ့ကိုရွေးချယ်ဖို့ကိုနဲ့ပတ်သက်တဲ့စကားတွေကိုပြန်ပြောမလားဥပိ္ပခာပြုတ်ထားလိုက်ရမလားဆိုတဲ့ဟာနဲ့ဆိုင်တာမို့လို့ကိုအားတန်ရာကိုသာလုပ်ပါတိတ်တဆိတ်နေချင်းရဲ့စွမ်းအားကိုထင်မသေးပါနဲ့တခါတရံမှာတိတ်တဆိတ်နေတတ်တာဟာအားနေချင်းမဟုတ်ဘူးနော်အကြောင်းအရာများစွာထဲကနေဘယ်ဟာကိုကရုစိုက်တင်လဲဆိုတာရွေးချယ်နိုင်တဲ့အတွေ့အခေါ်ကအလွန်စွမ်းအားရှိတာကိုပြသခြင်းပါတိတ်ဆိတ်မှုအတွင်းမှာပဲကိုယ်စိတ်ဓာတ်ကတိုးပွားလာတယ်အားပြည့်လာတယ်စိတ်သက်သာရာရလာတယ်ဘာမှပြန်မပြောတဲ့သူကိုဘယ်သူကမှလည်းအဖက်လုပ်ပေးလာမပတ်သက်တော့ဘူးဒါကတဖြည်းဖြည်းနဲ့အပေါ်နဲ့ဝဲရာငင်းချမ်းရာထွက်ခွာနေကြတာပါရင်းချက်သူများကကိုယ့်အကြောင်းကိုနားလည်အောင်ကြိုးစားတတ်ပြီးမရင်းချက်သူများကတော့အခြားသူများရဲ့အကြောင်းအရာများကိုသာစိတ်ပါဝင်စားတတ်ကြတယ်လောကကြီးမှာလူသားအလုံးကတရက်ကို24နာရီအတိပဲရကြတာအဓိကကတော့အဲ့ဒီ24နာရီကိုအပူရှာမလားအပူရှောင်မလား energy သုံးမလား energy ဖြုံးမလားစိတ်တန်ရာကုမလားစိတ်တန်ရာရှာမလားတောကငင်းအောင်လုပ်မလားတောကကြည့်အောင်လုပ်မလားဆိုတဲ့မဲခွန်းရှိလာရင်ကိုကရောဘလို့ဖြစ်မလဲဆိုတာအလေးထားစဉ်းစားဖို့လိုပါတယ်တိတ်ဆိတ်ခြင်းမှာအန်အောဖွယ်စွမ်းအားများရှိတတ်ပါတယ်စကားပြောနေပြီးတိတ်ဆိတ်နေတာနဲ့အားနေတဲ့သူဆိုပြီးအထင်မသေးပါနဲ့တိတ်ဆိတ်ခြင်းကအရေးကြီးတဲ့အချက်အလက်တွေကိုအာရုံစိုက်တဲ့နေရာမှာစုဆောင်းတဲ့နေရာမှာအကြီးမားဆုံးတော့ချက်ပါတိတ်ဆိတ်ခြင်းရဲ့အကျိုးကျေးဇူးများနံပါတ်1စကားပြောတဲ့အခါပညာသားပပနဲ့တန်ဖိုးရှိတဲ့စကားပဲထွက်တတ်တယ်စကားအများကြီးပြောပြီးလက်တွေ့မှာအရာမရောက်တာဖြစ်တတ်ပါတယ်ဒါကြောင့်လေထဲအိမ်ဆောက်တာထက်စကားနည်းနည်းပြောပြီးလူရင်းကိုထိရောက်အောင်ပြောတာကပိုသက်ရောက်မှုရှိစေတယ်နံပါတ်2ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ပြီးဘဝတိုးတက်အောင်လှုပ်ဆောင်နိုင်တယ်တင့်အနေနဲ့တိတ်တဆိတ်မိမိလိုအပ်ချက်တွေပြုတ်ပြင်းရင်အောင်မြင်မှုလမ်းကြောင်းရောက်နိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာတင်ပါရလုပ်နေတယ်ဆိုတာကိုဘယ်သူကိုမဆိုအသေးစိတ်အစီရင်မခံပါနဲ့နံပါတ်3နားထောင်မှုအကောင်းဆုံးပုံစံစကားဝိုင်းတစ်ခုမှာစကားဝင်မပြောဘဲနားထောင်တဲ့သူတွေကအချက်အလက်များကိုစုဆောင်းနိုင်ပြီးမိမိဘဝအတွက်အကျိုးရှိစွာပြန်လည်အသုံးချနိုင်ပါတယ်ပြဿနာဖြစ်ရင်လည်းသူတစ်ပါးပြောတာတေချာနားထောင်ပေးတဲ့အတွက်ဖြေရှင်းတာမြန်ပါတယ်နံပါတ်4ခေါင်းဆောင်တယောက်အနေနဲ့လွှမ်းမိုးခြင်းရှိတယ်ခေါင်းဆောင်ပြီးသားတဲ့သူတွေကစကားကိုရှိရှိဝဲဝဲမပြောဘဲစကားကိုတူတူတုတ်တုတ်နဲ့ရင်ထဲထိအောင်ဩဇာလွှမ်းမိုးမှုရှိတယ်ဒါကြောင့်တိတ်ဆိတ်ခြင်းကတင့်ကိုအားနည်းစေမယ့်အရာမဟုတ်ဘူးဒါကြောင့်လိုအပ်တဲ့နေရာလိုအပ်တဲ့အချိန်မှာတိတ်ဆိတ်စွာနဲ့တက်ခြင်းဟာတင့်ကိုအားနည်းစေမယ့်အရာမဟုတ်ပဲတင့်ဘဝကိုအမြင့်စီဆွဲခေါ်မယ့်အရေးအသွဲပါတင့်ကောင်းထဲကထုတ်ပစ်တဲ့အရာ6ခုနံပါတ်1တင်ကိုကယုမဆိုင်တဲ့သူတွေကိုတင်ကယုဆိုင်ဆရာမလိုဘူးတချို့လူတွေကသူတို့ကိုကယုဆိုင်လဲလဲတင်ကိုပြစ်ထားလဲလဲပဲဒီတော့သူတို့ကိုလိုက်ကယုဆိုင်နေမှာထက်ကိုပိုကယုဆိုင်ပါနံပါတ်2လူခွစာများကိုဝဲဝဲရှောင်ပါတချို့လူတွေကအခြားသူပါလုံးအမြဲအပြစ်ပြောနေကြတယ်မစင်မချင်းစကားပြောတတ်ကြတယ်ဒီလိုအစိုးမြင်ဝါဒီရှိသူများကိုရှောင်ရှားပါအစိုးမြင်စိတ်ဓာတ်ကတင့်ကိုပါကူးဆက်လာစေနိုင်လို့ပါနံပါတ်3တခုခုကိုအမြဲတင်ယူလဲလာနေပါပညာလိုအိုဒီမရှိဆိုသလိုပါပဲဘယ်အတတ်ပညာမဆိုသင်ကြားဖို့ဝမ်းမလဲပါနဲ့ငါအသက်အရွယ်ကြီးနဲ့မတင်တော်ပါဘူးလေငါငယ်သေးလို့မလိုသေးပါဘူးဆိုပြီးမတွဲပါနဲ့နံပါတ်4အတိတ်ကအဖြစ်အပျက်တွေအတိတ်ကအကြောင်းတွေကိုအယမ်းမတွဲပါနဲ့အတိတ်မှာအမှတ်ရစရာတွေအများကြီးရှိခဲ့မှာပါဒါပေမဲ့အတိတ်ဆိုတာအချိန်တစ်ခုမှပြီးသွားခဲ့ပြီးသားအဖြစ်အပျက်တွေပါနောက်ထပ်ဖြစ်လာမယ့်အတိတ်တွေကိုလှပနေစေဖို့သာကြိုးစားပါနံပါတ်5ကိုတန်ဖိုးထားပါကိုကျင့်တရားကောင်းတဲ့သူကလောကမှာတန်ဖိုးရှိဆုံးပါကိုအမြဲတမ်းတိုးတက်အောင်ကြိုးစားနေသင့်ပြီးစစ်ကောင်းအောင်ထားပါနံပါတ်6ထင်ချင်းသလိုထင်ကြပါစေလူအမျိုးမျိုးစိတ်အထွေထွေရှိတယ်ဆိုသလိုပဲလူတစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထားတာတွေခံယူချက်တွေနဲ့အမြင်တွေမတူကြပါဘူးကိုအကြောင်းနဲ့ကိုရှိကြတာမို့ကိုမှန်တယ်လို့ယုံကြည်တဲ့အရာကိုရဲရဲသာလုပ်ပါ
တခြားလူတွေဘလို့ထင်တယ်လဲဆိုတာတင်အရေးဆိုင်မနေပါနဲ့ဘဝမှာမှတ်သားရမယ့်အရာများနံပါတ်1တောင်းပန်ပါကိစ္စတစ်ခုခုကြောင့်တယောက်ကိုတယောက်စစ်ခုကြပြီးဆိုရင်ကိုကအရင်စပြီးတောင်းပန်လိုက်ပါသူ့ကိုတောင်းပန်တာကအောက်ကျတယ်ကိုမမှားဘူးဆိုတာထက်ကိုတွေကြားကဆက်ဆံရေးကိုတန်ဖိုးထားခြင်းအတွက်လှုပ်ဆောင်တာပါလို့ခံယူလိုက်ပါနံပါတ်2ချစ်ခင်မြတ်နိုးပါပြည့်စုံတဲ့လူတယောက်ကိုရှာဖွေလက်တွဲမှချစ်ချင်းလို့မြည်တာမဟုတ်ပါဘူးလူတိုင်းကပြည့်စုံလှနေတာမရှိပါဘူးမပြည့်စုံတဲ့လူတယောက်ကိုကိုယ့်ရဲ့ပြည့်စုံတဲ့မျက်လုံးတစ်စုံနဲ့ကြည့်ရှုပြီးချစ်ခင်ဆုံးမဲ့ပါနံပါတ်3တည်ငြိမ်ပါလူတယောက်ကိုတစ်သက်လုံးမပြောင်းလဲပဲချစ်ဖို့ဆိုတာဖြစ်နိုင်ခြင်းမှဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကိုလူတယောက်ကိုချစ်ခင်နေတဲ့အချိန်မှာတော့မပြောင်းလဲတဲ့စိတ်ထားနဲ့ချစ်ပါနံပါတ်4အဆင့်တန်းမြင့်စွာနေထိုင်ပါလူတယောက်ရဲ့အဆင့်အတန်းကိုသူဝတ်ဆင်ထားတဲ့ branded အသုံးအဆောင်တွေနဲ့မဆုံးဖြတ်ပါနဲ့ပြင်ကိုစရိုက်ကြောင့်ဖြစ်ပေါ်လာတဲ့တွင်ပြင်နဲ့အဆင့်အတန်းကိုဆုံးဖြတ်ပါနံပါတ်5အရှင်အဝါနဲ့နေပါရာထိုးကုန်ရှင်ကြောင့်ဖြစ်ပေါ်လာတဲ့အရှင်အဝါထက်ပြင်ကိုသဘောထားကြည့်ပြီးကောင်းမွန်တဲ့အတွေ့အခေါ်ရှိတဲ့သူရဲ့ကုန်ရှင်ကိုဝါကပိုတောက်ပပါတယ်နံပါတ်6ဆွဲဆောင်မှုရှိအောင်နေပါလူတယောက်ရဲ့ဆွဲဆောင်မှုအရှိဆုံးကပိုက်ဆံအလှပတွေထက်ဉာဏ်ပညာရှိခြင်းဆိုတဲ့ဆွဲဆောင်မှုကလိမ့်ထားတဲ့မြစ်ကတ်ထက်ပိုပြီးတခြားသူတယောက်ရဲ့အမြင်မှာပုံမူလှပတင့်တယ်ပါတယ်နံပါတ်9ခွင့်လွှတ်ပါလူတယောက်နဲ့တယောက်ရုပ်ရည်အတွဲအခေါ်အမြင်အယူအဆစိတ်ဓာတ်ဘယ်လိုမှမတူနိုင်ပါဘူးအဝဲကြီးမကြည့်နဲ့ကိုပြန်ကြည့်ပါလက်ငါးချောင်းတောင်အရွယ်အစားမတူဘူးဒီတော့ကိုမဟုတ်တဲ့တခြားတယောက်ကလည်းကိုယ့်ရဲ့စန္ဒနဲ့စိတ်နဲ့သဘောထားကထပ်တူကြဖို့မဖြစ်နိုင်ဘူးလေဒီတော့သူတင်အပေါ်မကောင်းတဲ့အခါခွင့်လွှတ်ပေးလိုက်ပါဥပိ္ပခာပြုတ်လိုက်ပါအမုန်းတွေမထားပါနဲ့ဒေါသမထွက်ပါနဲ့ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူခြင်းဟာအင်မတန်မြင့်မြတ်ပါတယ်